ကဲတဲလေးတို့ရေခုဆိုရင်တော့အမဲသားနဲ့စားချက်ဖို့အတွက်ကျွန်မငရုတ်ပြီးဆောင်ထောင်းပြီးပါပြီပေါ့နော်ငရုတ်ပြီးကိုစိတ်မမချက်ပါဘူးတေချာထောင်းပြီးတော့ချက်တာပါစလုံးပြီပေါ့နော်ဟင်းကိုမဲသားနှက်ကိုလုံးချက်ပါတယ်လုံးရည်လေးနဲ့တေချာချာနှက်ဆောင်လုံးချက်ထားတာပါလုံးပြီးွားလို့ရှိရင်ဟိုပါပေါ့လိုအပ်တာလေးပေါ့နော်စနေမုတ်ထဲတယ်ရောင်လှအောင်လို့ပေါ့နော်စိတ်မုတ်လေးနည်းနည်းထပ်ဖြည့်ပါတယ်ထောင်းတဲ့ဟာကြတော့လေအရောင်သိမ့်မလှမှာဆိုလို့ပေါ့နော်အမဲသားကိုဆက်လေးနှက်မှာမို့လို့အစိမ့်မုတ်လေးထပ်ဖြည့်တာပါစီထဲတယ်ပေါ့နော်စီကိုမှန်းပြီးတော့ထည့်လိုက်ပါတယ်အမဲသားအလုံးပေါင်း50သားပါကျွန်မစပြီးတော့လုံးပြီပေါ့နော်စလုံးတာပါဒါလေးကလုံးရည်လေးပါလုံးရည်လေးပေါ့နော်လုံးရည်လေးနဲ့သူ့ရည်လေးနဲ့သူစလုံးလိုက်တဲ့လုံးရည်လေးပါလုံးရည်လေးကိုကျွန်မဥကမှာဆိုလို့နည်းနည်းဟိုဘက်ဒီဘက်ပေါ့နော်အသားလေးဂျုံးလေးနဲ့ဝေပြီးတာပေါ့နော်ဟိုလက်ကလည်းတစ်ဖက်ကလည်းကင်မရာကင်ထားတော့အငွေရိုက်လို့ရှိရင်လည်းရိုက်လို့မရဘူးလေအဝေးကြီးကနေလှမ်းရိုက်ရတာပါတဲလေးတို့ကြီးကြက်သွားပြီပေါ့နော်အလဲရဟာရောရိုက်မပြတော့ပါဘူးကျမတယောက်တည်းမဟုတ်လို့ဒါလေးကတော့နှစ်မဲသားနှစ်အားလုံးပြီးစီးကြက်သွားပါပြီကျမလက်ကလေးနဲ့ယူပြီးမြည်ကြည့်တယ်ပေါ့နော်ကောင်းတယ်တဲ့ကောင်းတယ်မဲသားနှစ်ကတော့လုံးဝပြီးစီးသွားပါပြီကျမစားတော့ပဲပေါ့နော်ဒါကတော့ဓနုံသီးနဲ့ငါးနဲ့ချင်းချင်းလေးပါဒါကတော့မပါမဖြစ်တဲ့ငပိအကျိုးလေးပါမဲသားနှစ်ကိုတော့ပုံလာတယ်ပေါ့နော်ထမင်းပကံမှာအရှိရတရဲ့ဒီစိမ့်လေးပေါ့နော်ငွေတိနဲ့လေးစိုင်းပြီးပေါက်လေးတွေဟိုဘက်ကကျတော့ဒညင်းသီးပြုတ်ပေါ့နော်ပေါ်ဦးပေါ့ဗျာဒညင်းတစ်လုံးကို1000နဲ့ကျမနှလုံးဝယ်လာပါတယ်2000ဘိုးစားကြပါဦးကျမတော့ဆွဲပြီပေါ့နော်ဒညင်းသီးလေးစီးနေတာပဲဒညင်းသီးပြုတ်လေးရဲ့အမဲသားလေးအမြုပ်ပြီးတော့စားပါတယ်စားကြပါဦးရှင်ဒါကတော့စိုက်သီးလေးပေါ့နော်ကျွတ်နဲ့နေတာပဲစိုက်သီးလေးတွေကလေဒီချိန်မှာအရန်တုတ်လို့ကောင်းတယ်ငပိရည်လေးနဲ့စိုက်သီးလေးနဲ့အမဲသားနှစ်အနှစ်ကလေးနဲ့နေပြီးတော့မြုပ်စားတာအရတော့ရှိနေပါပဲရှင်ကျမချက်တဲ့ဟင်းလက်ရာလေးတွေကိုစားပူတဲ့သူကလေစားမိခဲ့လို့ရှင်ပေါ့နော်စားပူတဲ့သူတိုင်းကအရန်ကောင်းပါလေလို့ပြောချပါတယ်ရှင်ကျမဟင်းချက်ကောင်းပါတယ်